ဒီလိုလေးဒီတော့အောက်မှာခွေးလေးတွေရအောင်လားခွေးလေးတွေလည်းစာလေးတွေစိမ့်ပြေးလာအောင်လားဒေးစီဟာမနော်အော်တော်ရကွာရောဒီချက်ကီရောโอเคဟုတ်ပြီအဲ့ဒါရယ်ဒီကြောင့်ဒီသွားစီရဒီမှာဒီပရက်ရှာကူကာရဲ့ထည့်နော်ခဏလီးပြီးတော့ပြီးရင်ရေကိုရေထည့်မှာစားလုံးဝမထည့်ဘူးနော်စားမထည့်ဘူးချုံမထည့်ဘူးရတာမဟုတ်ပါဘူးခုမှမထည့်ဘူးအဲ့လိုဆိုအဲ့ဒီစားတွေချုံမုံနေဟိုရဒီပွေးတွေဒီကလေးတွေနဲ့လုံးဝမထည့်ပါဘူးနော်လူတွေလိုရတာရှိစရာမလိုသူကအသားဓာတ်ပါဝင်လို့ဟုတ်ပြီအဲ့တော့ပြီးရင်ဒီ pressure cooker ထဲမှာနော်ဒီလိုမျိုး pressure နဲ့အဲ့ဒါနဲ့လောက်မယ်45မိနစ်ပေါ့နော်45မိနစ်โอเคဒါဆိုရင်ဒါ45မိနစ်ဆိုရင်သူကအော်တိုကျက်သွားပြီအဲ့ခါကြာလို့ရှိရင်ဒီစမတ်ဟတ်ကြီးဟိုလောက်တဲ့ဟာလေးနဲ့ဒီလိုဒီမှာသူအစာထုတ်လေးရတယ်မှာဒီလိုစမတ်ဟတ်ဆိုရတာလေဒါတော့ဒါအလေလက်တန်းစားပေါ့နော်သူကြတော့သူထက်မြင့်တဲ့ဟာတွေဟိုဟာတွေတော့ရှိရယ်ဘာလဲဟိုရိုရယ်ကန်နင်းတို့ပါလို့ဆိုလို့ရှိရင်အဲ့ကောင်တွေကတော့အရန်ဈေးကတော့အရန်မြောက်တယ်အရန်ကောင်းတယ်ပေါ့နော်ဒီတော့ဒါအလေလက်ဆိုင်ဆိုးတွေးရတာအစာစီဒီပုံစံရွရွလေးရမ်းကြိုက်တယ်သူတို့ရမ်းကြိုက်တယ်ဒီအနံ့ကိုအဲ့ဒါလေးပါတခါလဲဟိုသေးပန်ပြီးကြတော့ဒီမှာဒီလိုမျိုးလေးဒီလိုမျိုးလေးရေလေးနဲ့နူးလိုက်တာပြီးရင်ဟိုကြက်ထားတဲ့ကြက်သားရယ်ထမင်းရယ်ဒါခွေးကလေး45ရက်မပြည့်မချင်းထမင်းကတော့မပါသေးဘူးပေါ့နော်45ရက်ပြည့်တော့မှထမင်းထည့်ပေးမယ်အဲ့လိုပေါ့သူတို့ခုလောလောဆယ်မှာဟိုသူတို့တွားလေးတွေလည်းအခုမှစပေါက်တာဆိုတော့အရင်မာတာတွေသမင်းတို့ပါလို့ကျတော့မညံ့နိုင်သေးဘူးဆိုတော့ဒီလောက်နဲ့ပဲပေါ့နော်ဟုတ်ပြီနောက်လေးမှပြန်လာခဲ့မယ်